ကံတရားဆိုတာအလုံးလုံးကင်သူတွေကိုပဲဦးစားပေးပါတယ်။ဖေရာကမှသူ့ဟာသူထားမဖြစ်ပါဘူး။တစောတစ်ခုကိုရရှိဖို့အတွက်အလုံးလုံးမရမယ်ဆိုတာကိုသဘောပေါက်သွားတဲ့အချိန်မှာအဲ့ဒီຢာကိုကျွန်တော်တို့ရရှိပါတယ်။လူတစ်ယောက်ကသူ့မျက်နှာကိုမှန်ထဲမှာမြင်နိုင်ပေမဲ့ဒီလူရဲ့တွဲစိတ်ကဘယ်လိုနေလဲဆိုတာကိုသူ့ရဲ့တကယ်ချင်းအတိုင်းအဝိုင်းကိုကြည့်ချင်းအားဖြင့်ပြောနိုင်ပါတယ်။တကယ်လို့သင်ကအောင်မြင်ခြင်းလဲဆိုရင်သင်ရဲ့လားလာကိုသိပြီးတော့သင်ရဲ့ရည်မှန်းချက်ကိုရအောင်သွားပါ။ဒီလိုသွားနေတဲ့လမ်းမှာလည်းအခက်အခဲတွေအတွက်အသင်ပြင်ထားပါ။ကျွန်တော်လုံးဝမှာကြောက်တဲ့အရာတွေကိုကျွန်တော်တို့ကလှုပ်ဆောင်သင့်ပါတယ်။မာရီကာရီကဘဝမှာဘယ်အရာကမှကြောက်ဖို့မလိုပါဘူး။နားလည်ဖို့ပဲလိုတာပါလို့ပြောဆိုထားပါတယ်။အကြောက်တရားဆိုတာကသင်ကိုထိခိုက်စေမဲ့ရုပ်ပိုင်းဆိုင်ရာတရားတွေကိုဆိုလိုတာမဟုတ်ပါဘူး။သင်လုံးဝမှာကြောက်တဲ့အရာတွေကသင်ရဲ့ဘဝမှာတိုးတက်မှုအတွက်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။အကြောက်တရားကိုဖုံးကွယ်နေလို့ဘယ်နေရာမှသင်မရောက်ပါဘူး။မိဂန်ရဲ့အဆိုအရချမ်းသာကြွယ်ဝမှုကိုဆုံးရှုံးလိုက်ရတဲ့လူကအတော်များများဆုံးရှုံးလိုက်ရပြီ။မိတ်ဆွေကောင်းတွေကိုဆုံးရှုံးလိုက်ရတဲ့လူကပို့ပြီးတော့မှဆုံးရှုံးမှုပိုကြီးမားပါတယ်။ဒါပေမဲ့လောက်ကန်ရတဲ့တတိကိုဆုံးရှုံးလိုက်ရတဲ့လူကအရာအလုံးကိုဆုံးရှုံးလိုက်ရတယ်လို့ပါပဲ။ဒီအတွက်တစ်ခုတည်းသောဖြည့်ရှင်းနည်းကတော့အကြောက်တရားနဲ့စိတ်မတည်ငြိမ်မှုကိုဖယ်ရှားပစ်ပြီးဒီအခြေအနေတွေကိုရင်ဆိုင်ပစ်လိုက်ဖို့ပါဒီအတိုင်းကိုဝင်ရောက်ပြီးတော့လိုက်ပြီးဆင်နွှဲလိုက်ရုံနဲ့ကျွန်တော်တို့ကတဝက်လောက်ကအနိုင်ရပြီးပြီဖြစ်